လူသိနေတဲ့ကမ္ဘာချန်ပီယံတို့ရဲ့မြေသို့မဟုတ်အာဂျင်တီးနားနိုင်ငံအကြောင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဘာမာစပေါ်ဖစ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တောင်အမေရိကတိုက်ရဲ့အလှပဆုံးသဘာဝရှုခင်းတွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဘောလုံးလောကရဲ့ကနဝင်ကစားသမားများစွာကိုမွေးထုတ်ပေးခဲ့တဲ့နိုင်ငံကမ္ဘာဖလားချန်ပီယံ၃ချိန်ရရှိထားတဲ့အာဂျင်တီးနားနိုင်ငံအကြောင်းကိုစိတ်ဝင်စားဖွယ်ရာချက်လက်တွေနဲ့အတူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံကတောင်အမေရိကတိုက်ရဲ့တောင်ဘက်ပိုင်းမှာတည်ရှိပြီးတော့ area စတူရန်ကီလိုမီတာ1.8 တန်းကျော်ရှိတာကြောင့်ကမ္ဘာပေါ်မှာ၈ခုမြောက်အကျယ်ဝန်းအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။လူဦးရေကတော့46တန်းကျော်ရှိပြီးတော့မြို့တော်ကတော့ Buenos Aires မြို့ဖြစ်ပါတယ်။ Buenos Aires ကိုတောင်အမေရိကတိုက်ရဲ့Paris မြို့လို့တောင်မှတင်စားခေါ်ဝေါ်ကြပြီးတော့ဥရောပစံတဲ့အဆောက်အဦလက်ရာတွေနဲ့ရှင်ကျေးမှုတွေကြောင့်ကြော်ကြတာပဲဖြစ်ပါတယ်။အာဂျင်တီးနားဆိုတဲ့နာမည်က Latin စကားလုံး Argentine ကနေပြီးတော့ဆင်းသက်လာတာဖြစ်ပြီးတော့ Argentine ဆိုတာငွေလို့အဓိပ္ပာယ်ရပါတယ်။ရှေးခေတ်စူးစမ်းရှာဖွေသူတွေကဒီဒေသမှာငွေသတ္တုတွေအများအပြားရှိရလို့ယုံကြည်ခဲ့ကြတာကြောင့်အာဂျင်တီးနားလို့အမည်တွင်လာတာဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံကတဘာဝအလှပတွေနဲ့ပြည့်နေနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့နိုင်ငံအနောက်ဘက်တစ်လျှောက်မှာ Andes တောင်တန်းကြီးတည်ရှိနေပြီးတော့အမေရိကတိုက်ရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ Aconcagua တောင်ကလည်းအာဂျင်တီးနားနိုင်ငံထဲမှာပဲရှိပါတယ်။ဒီတောင်ကပင်လယ်ရေမျက်နှာပြင်အထက်6961မီတာမြင့်မာပြီးတော့ဟိမဝန္တာတောင်တန်းပြင်ပမှာအမြင့်ဆုံးတောင်အဖြစ်သတ်မှတ်ခံထားရပါတယ်။အာဂျင်တီးနားနိုင်ငံမှာကမ္ဘာကျော်Iguazu ရေတံခွန်လည်းရှိပါတယ်။ရေတံခွန်ပေါင်း290ကျော်ပါဝင်တဲ့ဒီရေတံခွန်ကြီးကဘရာဇီးနဲ့အာဂျင်တီးနားနယ်စပ်မှာတည်ရှိပြီးတော့ကမ္ဘာအံ့ဖွယ်သဘာဝနေရာတွေထဲကတစ်ခုအဖြစ်ကိုသတ်မှတ်ခံထားရပါတယ်။အာဂျင်တီးနားပြည်သူတွေကအသားစားခြင်းကိုအလွန်နှစ်သက်ကြပါတယ်။တစ်နှစ်အတွင်းလူတဦးချင်းစီရဲ့အမဲသားစားသုံးမှုနှုန်းကကမ္ဘာထိပ်တန်းနိုင်ငံတွေထဲမှာပါဝင်လေးရှိပါတယ်။ Esto လို့ခေါ်တဲ့အသားကင်ပွဲကအာဂျင်တီးနားရဲ့အထင်ကရအစားအစာယဉ်ကျေးမှုတစ်ခုဖြစ်ပြီးတော့မိသားစုနဲ့မိတ်ဆွေတွေစုပေါင်းစားတောက်ကြလေးရှိပါတယ်။အာဂျင်တီးနားနိုင်ငံကိုကမ္ဘာကျော်စီတဲ့တခြားအရာတစ်ခုကတော့ Tango ကအကပဲဖြစ်တယ်။ Tango အကBuenos Aires မြို့မှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့အချိန်မှာကမ္ဘာအကျော်အကြားဆုံးအကအမျိုးအစားတွေတစ်ခုဖြစ်လာပါတယ်။ Tango အကအချစ်ခံစားချက်နဲ့အနုပညာကိုဖော်ပြတဲ့အကတစ်မျိုးဖြစ်ကိုလူသိများပါတယ်။ဒါပေမဲ့အာဂျင်တီးနားအကြောင်းပြောရင်ဘောလုံးကိုလည်းခြံထားလို့မရပါဘူး။အာဂျင်တီးနား FIFA World Cup ကို3ချိန်ရရှိထားတဲ့နိုင်ငံဖြစ်ပြီးတော့1988 1986နဲ့2022ခုနှစ်တွေမှာပိုဆွဲခဲ့ပါတယ်။ဒီနိုင်ငံကမွေးထုတ်ပေးခဲ့တဲ့ဘောလုံးကန်ဝင်တွေထဲမှာဒီယေဂိုမာရာဒိုနာပြီးတော့လီယိုနယ်မက်ဆီတို့ကအထင်ရှားဆုံးဖြစ်ပါတယ်။မာရာဒိုနာဟာ1986ကမ္ဘာဖလားမှာအာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်ဦးဆောင်ပေးခဲ့ပြီးမက်ဆီကတော့2022ကမ္ဘာဖလားမှာနိုင်ငံရဲ့နှစ်ပေါင်းများစွာစောင့်မျှော်ခဲ့ရတဲ့အောင်မြင်မှုကိုပြန်လည်ယူဆောင်ပေးခဲ့ပါတယ်။အာဂျင်တီးနားရဲ့စီးပွားရေးကစိုက်ပျိုးရေးမွေးမြူရေးနဲ့တဘာဝတည်ရန်စာကြတွေအပေါ်အခြေခံထားပါတယ်။ပဲပုတ်ဂျုံပြောင်းဘူးနဲ့အမဲသားတင်ပို့မှုတွေမှာကမ္ဘာထိပ်တန်းနိုင်ငံတွေထဲမှာပါဝင်ပါတယ်။ဒါပေမဲ့မကြာခဏငွေကြေးဖောင်းပွားမှုနဲ့စီးပွားရေးခက်ခဲတွေကိုရင်ဆိုင်နေရတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ကမ္ဘာပထမဆုံးကတ်တုန်းရုပ်ရှင်ကိုအာဂျင်တီးနားမှာဖန်တီးခဲ့တာဖြစ်ပါတယ်။1918ခုနှစ်ကEspolto ဆိုတဲ့ကာတွန်းရုပ်ရှင်ကိုအာဂျင်တီးနားမှာထုတ်လုပ်ခဲ့ပြီးတော့သမိုင်းတစ်လျှောက်မှာပထမဆုံး animated feature film အဖြစ်ကိုမှတ်တမ်းဝင်ခဲ့ပါတယ်။နေကုန်းချုပ်နေနဲ့ပြောရမယ်ဆိုရင်တော့အာဂျင်တီးနားနိုင်ငံကအမကန်သဘာဝရှုခင်းတွေထိုးခြားတဲ့ယဉ်ကျေးမှုတွေတန်ကိုအကားရဲ့မွေးရမြေနဲ့ကမ္ဘာဘောလုံးကန်ဝင်တွေရဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Iguazu ရေတံခွန်ရဲ့အလှပ Andes တောင်တန်းကြီးရဲ့ခမ်းနားမှုတန်ကိုအကားရဲ့ရှင်ခုန်တန်နဲ့မက်ဆီတို့ရဲ့ဘောလုံးသမိုင်းကြောင်းတွေကအာဂျင်တီးနားကိုကမ္ဘာပေါ်မှာထူးခြားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။